မြောက်သုံးကောင်တောင်းရနေတာကြောင့်မန္တလေးမြို့သူမြို့သားတွေဂယူးဆိုင်ပြီးနေထိုင်နေရပါတယ်ဒီမြောက်သုံးကောင်ဆိုလို့ရှိရင်တော့82လမ်း44 45ကြားမှာတွေးလိုက်ပြီးတော့ဒီမြောက်သုံးကောင်ကဂရင်းပေါက်တွေဂရင်းပေါက်တွေကဝင်နေဖုံးတွေကိုယူတယ်ပတ်ဆိုင်တွေကိုယူတယ်ပြီးလို့ရှိရင်ကျတော့ဘယ်တော့ပြေးလဲတော့မသိဘူးပေါ့နော်ဒါအဲ့လိုယူငင်းနေတဲ့ဆွဲသတင်းတွေရသိရပါတယ်ဒီမြောက်သုံးကောင်ကြောင့်ဒီအိမ်တွေမှာဂရင်းပေါက်ကိုသိချလုံခြုံပိတ်နေရတယ်ဒီမြောက်သုံးကောင်ဝင်လာနိုင်တဲ့နေရာတွေကိုလည်းပိတ်ပြီးတားဆီးနေရတယ်ပေါ့နော်ဒီကောင်းလေးယူသွားလို့ရှိရင်ပစ္စည်းပါသွားရင်ဘယ်စီကိုရောက်တယ်ဆိုတာမသိနိုင်ဘူးလေဘယ်သူရှိသွားတော့အောင်မယ်ဆိုတော့လည်းမသိဘူးဆရာတော်ရှိသွားတော့အောင်မှာလဲပေါ့နော်ဟိုခုံးရဲ့ဆရာတော်ရှိသလိုဒီတော့သုံးကောင်မှာလဲဆရာတော်ရှိကောင်းရှိနေနိုင်တာပေါ့နော်အဲ့ဒါကြောင့်မို့ဆရာတော်ကတန်ဝင်းဆိုလေသုံးခုစုပေးလိုက်မယ်ဆိုရင်တော့ဒီမြောက်သုံးကောင်ငြိမ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်အခုလောလောဆယ်မှာတော့ဒီမြောက်သုံးကောင်ဆိုမြောက်တို့ဘာသာဘာဝပေါ့နော်ဟိုခုံလိုက်ဒီခုံလိုက်ဟိုသွားလိုက်ဒီသွားလိုက်နဲ့တွေ့ရပစ္စည်းတွေကိုလည်းယူငင်ပြီးတော့ပေါ့နော်ဘယ်ပို့နေလဲတော့မသိဘူးပို့နေပါပြီပေါ့နော်ဟုတ်ကဲ့ပါသတင်းတွေရတော့အဲ့လိုရရှိထားပါတယ်နောက်ပိုင်ရှင်ကတော့နောက်တွေကိုအခုလိုယူငင်နေတဲ့နောက်တွေကိုထိန်းကျောင်းရမယ်လို့ထင်ပါတယ်ပိုင်ရှင်မရှိဘဲနဲ့ဘေးပဲပေးထားတာဆိုလို့ရှင်လေဒါပေါ့နော်တိကျန်ကူဒီကာစေဖွဲ့တွေကဒီကောင်လေးတွေကိုထိန်းကျောင်းရမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါမိတ်ဆွေတို့ရဲ့တွေ့နေနေရှိလို့ရှင်ကိုမောင်ကဆွေးနွေးနေကုန်သွားကြပါအောင်နော်အဆုံးလေးလိုက်ပါရှုပ်ပေးတဲ့အထူးပဲကျေးဇူးတင်ပါတယ်မန်းလေးမျိုးသူမျိုးသားတွေမိတ်ဆွေတို့ရဲ့အဲ့ဂရင်းပေါက်တွေတွေကလည်းမြောက်တွေဝင်မလာဂရင်းပေါက်တွေသေချာပေးထားကြပါအောင်လို့